နိုင်ရဲမှလူဝင်နေလို့ရတဲ့ကဘာပေါ်ကတခုရီးသောနေရာနိုင်ရဲမှလူဝင်နေလို့ရတဲ့ကဘာပေါ်ကတခုရီးသောနေရာကိုခေါ်သွားပါမည်မိတ်ဆွေတွေမှာနိုင်ရှိကြတယ်မလားအဲ့ဒီနိုင်တွေကဘယ်လောက်ကြီးလဲနေရာမှာချိန်ထားလို့ရတဲ့အရွယ်လားလက်မှာပတ်ထားလို့ရတဲ့အရွယ်လားဒါပေမဲ့အခုကျွန်တော်ရောက်နေတဲ့နေရာကတော့နိုင်ကနေရာမှာကတ်နေတာမဟုတ်ဘဲနိုင်ကိုယ်တိုင်ကအိမ်တစ်လုံးဖြစ်နေတာပါဟုတ်ပါပြီအခုမြင်နေရတဲ့အိမ်ကြီးတစ်လုံးလုံးဟာနိုင်စိုက်ရန်နေရာကြီးတစ်ခုပါကျွန်တော်တို့ပုံမြင်နေထဲမှာပဲကြားခဲ့ဘူးတဲ့အေယာမနိုင်အိမ်ကြီးဆိုတာတကယ်ရှိနေတာပါဒီနေရာကတော့ဂျာမနီနိုင်ငံရဲ့နာမည်ကျော် Black Forest ဒေသကကမ္ဘာအကြီးဆုံးအုပ်အောဆွဲနိုင်ကြီးပဲဖြစ်ပါတယ်အစာအုပ်ကိုအဝေးကကြည့်ရင်တော့ဂျာမနီရိုးရပုံစံလေးနဲ့ချစ်စရာကောင်းတဲ့အိမ်လေးတစ်လုံးလိုပဲထင်စရာရှိပါတယ်ဒါပေမဲ့အနာဂတ်သွားလိုက်တဲ့အခါမှာတော့သူ့ရဲ့အေယာမအရွယ်အစားကိုစပြီးသတိထားမိလာပါလိမ့်မယ်အိမ်ရှိမှာတတ်ထားတဲ့နိုင်တိုင်ခွဲတစ်ခုတွေကရင်2မီတာခွဲကျော်10ပေခွဲလောက်ကျယ်ပါတယ်ဆိုလိုတာကအဲ့ဒီနိုင်မျက်နှာပြင်ဟာလူတရက်ထက်တောင်ပိုရှည်နေပါသေးတယ်ဒါဟာအလားလောက်ထားတဲ့အယုံမဟုတ်ပါဘူးတကယ်နိုင်လက်တံနေနဲ့အရှိန်တိကျစွာလေပတ်နေတာပါဒီနေရာကိုလာတဲ့ခရီးသွားတိုင်းခေါင်းမော့ကြည့်ပြီးဗဇက်အဟောင်းသားဖြစ်သွားရလောက်အောင်ဒီနိုင်အိမ်ကြီးကခံနာပါရီကဲခေါင်းစဉ်မှာပြောထားသလိုပဲနိုင်တဲကိုဝင်ကြည့်ကြရအောင်အိမ်ထဲကိုခြေချလိုက်တာနဲ့ခမ ्या ကိုပထမဆုံးစီးကြိုနေမှာကတော့ TikTok ဆိုရဲကြီးမားတဲ့နိုင်သွားတန်ကြီးပါပုံမှန်နိုင်သေးသေးလေးတွေရဲ့အတန်ကနားထဲမှာကြားရပါမယ်ဒီနိုင်အိမ်ကြီးရဲ့အတန်ကတော့ရင်မက်တဲ့အထိတုန်ခါသွားစေပါလိမ့်ကျွန်တော်တို့ရှိမှမြင်နေရတာတွေကတော့ဒီအိမ်ကြီးတစ်ခုလုံးကိုမောင်းနေတဲ့နှလုံးသားလို့ပြောလို့ရတဲ့ရန်နေရာကြီးတွေပါတာမန်လက်ပတ်နိုင်တွေမှာမှန်ဘလူးနဲ့ကြီးမမြင်ရတဲ့ဂီယာဘိန်းသေးသေးလေးတွေကတော့ဒီမှာလူတကူစားလောက်ရှိနေပါလိမ့်နိုင်ချိန်သီးဖြစ်တဲ့ပန်ဒူလန်ကြီးတစ်ခုတည်းတင်အလေးချိန်ကီလိုဂရမ်100ကျော်လေးပါလိမ့်ဒီလောက်ကြီးမားတဲ့ဝင်းကိုယုံပြီးအချိန်စက္ကန့်မလွဲအောင်တိစောက်ထားတဲ့ဂျာမန်အင်ဂျင်နီယာတွေရဲ့လက်ရာကိုတော့လေးစားမိပါလိမ့်ကိုရိုင်းနိုင်ဆက်ရန်နေရာကြီးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားသလိုခန်းစားရမယ့်နေရာမျိုးပါဒီနေရာရဲ့ highlight ကတော့အချိန်ပြည့်တဲ့အခါရောက်လာတတ်ပါရီနိုင်ထိုးကန်နေပြီဆိုတာနဲ့ကဘာလက်ခီးတဲ့တွေအားလုံးအိမ်ရှိမှစုယုံရောက်ရှိနေကြပါပြီအားလုံးကအပေါ်ရက်ကဗရင်းပေါက်လေးကိုပဲမောကြည့်ပြီးစောင့်ကြည့်နေကြတာပါအချိန်တိကျရောက်တာနဲ့ဂျလောက်ဆိုပြီးဗရင်းပေါက်ပွင့်သွားပြီအဲ့ဒီမှာထွက်လာတာကတော့ကူကူဘက်လို့ခေါ်တဲ့အုပ်အောငှက်ကြီးပါတာမန်နိုင်ဒီမှာလက်မလောက်ပဲရှိတဲ့ငှက်ကလေးကဒီအိမ်ကြီးမှာတော့1မီတာနီးပါး3ပေလောက်ရှိတဲ့အေယာမငှက်ကြီးဖြစ်နေပါရီငှက်ကြီးကတွန်လိုက်ဘေးနားကရိုးရဝစ်စုံဝစ်ထားတဲ့အယုတ်ကြီးတွေကဂီတတန်စင်နဲ့အညီလှည့်ပတ်ကခုံလိုက်နေမို့ပုံမြင်ကဘာရဲရောက်သွားသလိုပါပဲဒီမြင်ကွင်းကိုမြင်ရဖို့အတွက်လူတွေကမိုင်မောင်းထောင်ချီဝေးတဲ့နေရာကလာကြတာပါဘာလို့များဒီလောက်တောကြီးမြတ်မဲတွေမှာဒီလောက်ကြီးတဲ့နာရီကြီးလာဆောက်ထားတာလေလို့မေးစရာရှိပါရီအဖြေကတော့ဒီ Black Forest ဒေတာဟာကူကူကလော့ရဲ့မွေးရမြေဖြစ်လို့ပါပဲရှေးတုန်းကစောင်းတွင်းဆိုနှင်းနေအရန်ကြတော့အပြင်ထွက်မရတဲ့လေသမားတွေကအိမ်ထဲမှာနေရင်တစ်သားနာရီလေးတွေထွင်ခဲ့ကြတာပါအဲ့ဒီရိုးရလက်မှုပညာကိုဂုဏ်ပြုတဲ့အနေနဲ့ဒီကမ္ဘာအကြီးဆုံးနာရီအိမ်ကြီးကိုဖန်တီးခဲ့တာဖြစ်ပါရီဒီနေရာဟာဓာတ်ပုံရိုက်ဖို့တတ်တတ်မဟုတ်ပါဘူးလူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းဘလောက်မြင်မာလဲဆိုတာတတ်သိပြနေတဲ့အပြရုပ်တစ်ခုပါကဲမိတ်ဆွေတို့အိမ်မှာရှိတဲ့နာရီတွေကိုကိုယ်တိုင်ဝင်ပြီးစက်ရုပ်တွေလိုလဲပတ်နေတဲ့ကမ္ဘာကြီးကိုလေ့လာခြင်းစိတ်ရှိကြရဲ့လားတကယ်လို့များဂျာမနီကိုရောက်ခဲ့ရင်တော့နိုင်ထဲမှာဝင်နေလို့ရတဲ့ဒီနေရာကိုမဖြစ်မနေသွားလေကြဖို့တိုက်တွန်းပါရစေနောက်ထပ်လည်းကမ္ဘာတဝန်းကစမ်းပြတဲ့နေရာတွေစီကိုခေါ်သွားပြုံးမှာမို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ